မျိုးသားတယောက်ဟာစပွဲကင်းတစ်ခုအောက်မှာလူသေးသေးလေးတွေရဲ့တိုင်းပြည်တစ်ခုကိုမထင်မှတ်ပဲရှာတွေ့ခဲ့ပါတယ်။အဆိုပါတိုင်းပြည်ကိုဘရင်မက်တစ်ပါးကအုပ်ချုပ်နေတာလည်းဖြစ်ပါတယ်။ဒါအပြင်သူဟာအထဲကိုခောက်ဆွဲချောက်တစ်ချောင်းကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။လူသေးသေးလေးတွေကကောင်းကင်ကဘာကြီးပြုတ်ကျလာတာလဲဆိုပြီးအံ့ဩကုန်ကြတယ်။အမျိုးသမီးတစ်ယောက်ကကောက်ယူကြည့်ပြီးအဆိုပါအရာမှမွှေးကြိုင်နဲ့အနံ့ရနေတာကိုတွေ့သွားခဲ့တယ်။ဒါနဲ့ပဲသူတို့ဟာအဲ့ဒီခောက်ဆွဲချောက်ကိုပြုတ်ပြီးအားလုံးစားတောက်လိုက်ကြတယ်။လူပုတ်လေးတွေရဲ့တိုင်းပြည်ဟာအစားအစာကောင်းပါနေမှအမျိုးသားကတည်သွားပြီးသူ့မှာရှိနေတဲ့ခောက်ဆွဲချောက်ထုတ်တွေကိုပါထပ်ပြီးလောင်းထည့်ပေးလိုက်ပါတယ်။ကောင်းကင်ဘော်ကကျလာတဲ့အစားအစာတွေကိုမြင်တော့လူပုတ်လေးတွေရဲ့ဘရင်မက်ကသူတို့ကိုနတ်ဖျားတွေကကူညီပေးနေတာဆိုပြီးထင်မှတ်သွားပါတယ်။ဒါပေမဲ့တနေ့မှာတော့အဆိုပါမျိုးသားရဲ့ကောင်မက်လေးကလူသေးလေးတွေရဲ့တိုင်းပြည်ကိုတွေ့ရှိသွားခဲ့ပြီးသူမဟာအဲ့ဒီတိုင်းပြည်တွေကိုဖန်ခွက်တစ်ခုကောက်ထည့်လိုက်တော့လူဖို့စစ်သားတွေဟာအဆိုပါဖန်ခွက်ထဲမှာပိတ်မိသွားခဲ့ကြပါတယ်။သူတို့ဟာတနက်တွေနဲ့ပစ်ပြီးဖန်ခွက်ကိုခွဲဖို့စ조사ကြပေမဲ့မထိရောက်ခဲ့ပါဘူး။ဒါအပြင်အဆိုပါမျိုးသမီးဟာပိုးဟတ်တကောင်ကိုပါလူဖို့လေးတွေရဲ့တိုင်းပြည်တွေကိုထပ်ပြီးတော့ထည့်လိုက်ပြန်ပါတယ်။လူဖို့လေးတွေအတွက်တော့ပိုးဟတ်ဟာအင်မတန်ကိုကြီးမားနေတာကြောင့်အားလုံးကြောက်လန့်တကြားထွက်ပြေးနေကြတာကိုမြင်ပြီးအမျိုးသားဟာပိုးသက်ဆေးနဲ့ဖြန်းပြီးပိုးဟတ်ကိုတက်ပေးလိုက်ရပါတယ်။ဒါအပြင်သူ့ရဲ့ချစ်သူအမျိုးသမီးကိုလည်းအခန်းအပြင်မောင်းထုတ်လိုက်ပါတယ်။